အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာကွယ်ချောင်းထဲမှာလည်းလက်များအောင်ဖန်လလဘတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနည်းတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့ဒကာတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနည်းတွေနဲ့ပရိယတ်တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထံတရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနည်းတွေနဲ့ဒကာတော်မတွေထင်ကြီးအောင်ဒကာဓမ္မတွေကိုယ်ွယ်စိကအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘေဒတ်တွေပရိယတ်တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပရိယတ်တိသာသနာကွယ်သွားပြီစာမသိကြတော့ဘူးတဲ့ပရိယတ်တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစာကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစာကွယ်မယ်ဘယ်ကျမ်းကစာကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးထားတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတဖြည်းဖြည်းနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်ပြီးဒီမှာ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွဲပြီးတော့ပြေသတ္တိတဖြည်းဖြည်းနဲ့သုတ်တံကွဲမယ်ဝိနည်းကွဲမယ်ပိဋက3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွဲမယ်အဘိဓမ္မာကွဲပြီးတော့သုတ်တံတွေကွဲမယ်သုတ်တံကျမ်းတွေကွဲပြီးဝိနည်းကျမ်းတွေကွဲမယ်ဝိနည်းကျမ်းတွေသင်္ယံပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ်တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သာတဗေဒပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့သာတဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတထောက်လဲတာနဲ့နောက်ထောက်ကလိုက်လဲလာတာပရိယတ္တိသာသနာမရှိတော့ဘူးဆိုရင်ပฏิပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပฏิပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ဘေသတေသာသနာဝန်ထမ်းရှင်ဟန်တွေအကျင့်ပฏิပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲဆိုင်လို့ပဲတွေဆိုင်လို့လှုပ်ချင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သားသမီးတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာသူဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုးကွယ်တာတော့ဗုဒ္ဓဘုရားပုံကိုးကွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္ထဘာသာနာလှိုင်ကူတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယနာဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးခေါင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သားကြည့်လိုက်စမ်းဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယနာတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းဘောင်းမီဝတ်တဲ့ဘုန်းကြီးကဝဲဒီလိုတွေကိုတို့လာတယ်ဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတာတွေ့သားပဲအဲ့ဒီမှာ TV ထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာအနိဒကန်းဆရာတော်နိဒကန်းဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေစိတ်ပါဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယနာဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာနာကိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကန်းဆိုတော်ကြီးကမေးတယ်ကိုလူကိုလေသိမ်းမှလာကြိုတော့ကတော့သင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကန်းဆိုတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့အိုး
လူကြားတဲ့သွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုတဲ့လူကြားတဲ့မဟုတ်ဘူးကိုเจ้าမှာကိုဆိုတော့ကိုနေနေလုံးနေတာပဲလို့ဆိုတဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နေရကန်းဆိုတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကရုံးဒီလားရှင်အဲ့ဒါဘာလဲဒီလားရှင်ဒါငါဇနီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည့်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည့်လိုက်ရင်ဒီလားရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်အောင်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကသူတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလူရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေဒကာတော်မတွေဘိုးလေဝသားတွေခေါင်းပြီးတော့ရာတိဥရုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းအိုးတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလိုသေးလေသူတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ရှားစားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်အောင်ပြုခြင်းတောင်းမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲဧတရေသင်္ကန်းဟာခဏခဏပတ္တင်ရခဏခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှဒီသင်္ကန်းတွေကလက်သန်းလောက်လက်မလောက်သင်္ကန်းစာလေးကိုကကြီးလေးနဲ့ကိုက်ပြီးတော့လက်ပင်ထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ခသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝတ်ထားမယ်သင်္ကန်းစာလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှပြေးသားရဲ့အဲ့ဒီအချိန်မှတော့မှတန်ခတ်တာထေမာလို့တန်ခတ်ခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခတ်ခုံကိုအာယုံပြုတယ်ဘာကုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတခွက်မှမရှိတော့အိမ်အောင်ပြုတယ်တာမွေးတယ်အเจ้าမှာပကက်တွေနဲ့ကလေးတွေနဲ့စူညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်ရဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်းရလုံရင်းနဲ့တောတဲ့တောင်ထဲသွားရင်းနဲ့ကလေးထိန်ရင်းနဲ့ဘယ်နာမှပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိန်ခသာသနာကွယ်သွားပြီဘာသာသနာလိန်ကဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိန်ကသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာသနာဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုတ်တေနာယုံမှာဝေရာဓာတ်တော်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအသောကမင်းကြီးတို့ဘုရားဓာတ်တော်တဲ့ထေကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေရကုန်းတို့ရွှေမော်တော်တို့တိုက်ထီယိုးတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားရွှေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တီထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့စေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်သစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတိကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့
ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်အေးဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံဂယာဒေသမဟာဗောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့သာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြည့်တတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေအကုန်လုံးသူ့အတူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တသောမှရှိနေတဲ့နတ်တွေမြမာတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးဩချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမှောင်ဖုံးသွားပြီလို့နတ်တွေမြမာတွေကပိဋကတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာရောရန္တိကောင်းစွာမဲ့သွေကိုကျွေး၍နေကြလေကုန်ပြီတကား